ဇလန်ရဲ့အစမှာတော့လူငယ်တယောက်ဟာလန်တကြားနဲ့တိုးရဲမှာပြေးလွှားနေပြီးအဲ့အချိန်မှာ Inhuman တွေကရောက်လာခဲ့ကထွက်ပြေးနေတဲ့လူငယ်ကိုဘာမှမကြောက်ဖို့နဲ့သူတို့ Inhuman တွေကအဲ့ဒီလူငယ်ကိုအကူအညီပေးနိုင်ကြောင်းအားပေးစကားပြောလိုက်ပါတယ်ဒီလိုနဲ့ရက်သက်တစ်ပတ်အနေငယ်အကြောင်းမှာတော့ Celestial Disruptor ဟာနယူးယောက်မြို့ကိုရောက်လာခဲ့ပြီး Tony Stark, Sam Wilson, Miles Morales နဲ့ Nova တို့ကပြန်လည်တိုက်ထုတ်ဖို့လုပ်နေကြပါတယ် Celestial Disruptor ဟာ Cosmic Level Threat ဖြစ်တာကြောင့်အခြား Avenger အဖွဲ့ဝင်တွေ X-Men တွေ Inhuman တွေနဲ့ Doctor Strange တို့ Sorcerer အုပ်စုပါပြေးလွှားရောက်လာခဲ့ကဝိုင်းမီတိုက်ထုတ်ပေးလိုက်တာကြောင့်နောက်ဆုံးမှာတော့ Celestial Disruptor ကိုအနိုင်ရရှိသွားခဲ့ပါတယ်အဲဒီနောက်မှာတော့ Inhuman တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Medusa ကသူတို့ရဲ့ပလန်ဟာအလုပ်ဖြစ်သွားကြောင်းပြောတာNova ကတော့ Celestial Disruptor ဒီကဘာကိုလာနေတဲ့ဆိုတဲ့သတင်းကိုဘယ်ကနေဘလို့ရသွားကြလဲဆိုပြီးဝေခွဲမရဖြစ်နေပါတယ်။ Captain Marvel ကတော့ Tony Stark ကိုသူ့ရဲ့အိမ်မှာပါတီပေးဖို့ပြောလိုက်ပြီး Tony Stark ကလည်းသဘောတူလိုက်ကနောက်တနေ့ညနေခင်းရောက်တဲ့အခါမှာတော့ Avenger တွေ X-Men တွေနဲ့ Inhuman တွေအကုန်စုပြီးသူတို့အနိုင်ရခဲ့တဲ့တိုက်ပွဲအတွက်အောင်ပွဲခံနေကြပါတယ်Tony Stark ကစပွဲပေါ်မှာမတ်တက်ရက်လိုက်ပြီး Inhuman တွေဟာ Celestial Disruptor လာမဲ့သတင်းကိုအချိန်မီတိတိကျကျပေးနိုင်ခဲ့တာကြောင့်တိုက်ပွဲကိုအနိုင်ရရှိခဲ့တာဖြစ်ကြောင်းနဲ့အဲဒါကြောင့် Inhuman တွေကိုဂုဏ်ပြုကြောင်းပြောလိုက်က Captain Marvel ကလည်း Inhuman တွေရဲ့လှုပ်ဆောင်မှုကြောင့်ကဘာကြီးဘေးမတိရမခဖြစ်ခဲ့တာဖြစ်ကြောင်း Tony Stark နဲ့အတူ Inhuman တွေကိုဂုဏ်ပြုစကားပြောလိုက်ပါတယ်။အဲဒါတွေပြီးတဲ့နောက်မှာတော့ Captain Marvel ဟာ Inhuman တွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ Medusa ကိုအဲ့ဒီသတင်းကိုဘယ်လိုလုပ်ပြီးရခဲ့တာလဲဆိုပြီးမေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ပါတီတစ်ခုလုံးအတန်တိတ်သွားခဲ့ပြီးMedusa က Captain Marvel တို့ကိုသူမနဲ့အတူလိုက်လာခဲ့ဖို့ပြောလိုက်ပါတယ်။ Medusa က Captain Marvel တို့ကိုနောက်ဖေးမိဖို့ကန်တွေကိုခေါ်သွားခဲ့ပြီးဘာမှမကြောက်ဖို့နဲ့ရှေ့ထွက်လာခဲ့ဖို့အတွက်လူတစ်ယောက်ကိုပြောလိုက်ပါတယ်။အဲ့ဒီလူငယ်ရဲ့နာမည်ဟာ Ulysses ဖြစ်ကြောင်း Medusa က Captain Marvel တို့ကိုမိတ်ဆက်ပေးလိုက်ပြီးမနေ့ကဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတစ်စုံတစ်ယောက်ကိုကျေးဇူးတင်နေရင်သူ့ကိုကျေးဇူးတင်နေကြောင်းပြောလိုက်ပါတယ်။ Tony Stark နဲ့ Spider-Man တို့ကတော့ Ulysses ကိုကျေးဇူးတင်နေကြပြီး Captain America ကတော့ Ulysses ကိုမနေ့ကအဖြစ်အပျက်နဲ့ပတ်သက်ပြီးဘလို့လုပ်ပြီးကြိုသိနေတာလဲဆိုပြီးမေးလိုက်ပါတယ်။ Ulysses ကသူဟာအနာဂတ်ကိုကြိုမြင်နိုင်ပေမဲ့သူဘလို့မြင်လဲဆိုတာကိုမဖော်ပြတတ်ကြောင်းပြောလိုက်တာကြောင့် Tony Stark က Ulysses ကိုအကူအညီပေးဖို့အတွက် Jean Grey ကိုခေါ်လိုက်ဖို့ပြောလိုက်ပါတယ်။ Jean Grey ဟာ Ulysses ရဲ့စိတ်ထဲမှာရှိတဲ့အကြောင်းအရာတွေကိုဖော်ဖို့အတွက်စူးစမ်းပေမဲ့ဖော်ထုတ်လို့မရဘဲဖြစ်နေတာကြောင့်အံ့ဩနေပြီး Captain Marvel ကတော့သူမရဲ့ Ultimate Superhero ဖွဲ့ထဲကိုဝင်ဖို့အတွက် Ulysses ကိုကမ်းလှမ်းလိုက်ပါတယ်။ Tony Stark က Ulysses ဟာအနာဂတ်ကိုကြိုပြောနိုင်ပေမဲ့သူ့ရဲ့စိတ်ကိုဖတ်လို့မရတာကြောင့် Captain Marvel ကမ်းလှမ်းချက်ကိုသဘောမကျကြောင်းပြောလိုက်ပါတယ်။ Tony Stark ကထပ်ပြီး Inhuman ဖြစ်တဲ့ Ulysses ဟာအနာဂတ်ကိုကြိုပြောနိုင်ပေမဲ့သူပြောတဲ့ဖြစ်လာမယ့်အနာဂတ်ဟာဖြစ်နိုင်ခြေဘယ်လောက်ရှိမှန်းကိုအတိအကျမသိရတာကြောင့် Ulysses ပြောသမျှကိုလိုက်လုပ်နေမယ်ဆိုရင်အနာဂတ်မှာအန္တရာယ်ရှိနိုင်ကြောင်းပြောလိုက်ပါတယ်။ Captain Marvel ကတော့ Tony Stark ပြောတဲ့စကားကိုလက်မခံဘဲကဘာကြီးဘေးကင်းမှုအတွက် Ulysses ရဲ့အကူအညီတွေကိုယူကျင်ကြောင်းပြောနေပြီး Rudy ကလည်း Ulysses ဟာဖြစ်နိုင်ခြေရှိတဲ့အရာတွေကိုပြောနေတာမဟုတ်ကြောင်းနဲ့ဖြစ်လာမယ့်အရာတွေကိုပြောနေတာဖြစ်ကြောင်း Tony Stark ကိုပြန်ပြောလိုက်ပါတယ်။ Tony Stark ကတော့မနေ့ကဖြစ်ခဲ့တဲ့အဖြစ်အပျက်ဟာသူတို့ Superhero တွေစုပြီး Celestial Disruptor ကိုတိုက်ထုတ်ခဲ့တာကြောင့် Ulysses ပြောတဲ့အတိုင်းဖြစ်မလာခဲ့ကြောင်းပြောလိုက်က Ulysses ပြောတဲ့အရာဟာဖြစ်လာမယ့်အရာကိုပြောတာမဟုတ်ဘဲဖြစ်နိုင်ခြေရှိတဲ့အရာကိုပြောတာသာဖြစ်ကြောင်း Tony Stark ကထောက်ပြလိုက်ပါတယ်။ Captain Marvel ကလူတွေအားလုံးထိခိုက်မှုမရှိဘဲအသက်ရှင်မယ်ဆိုရင်အဲ့ဒါဟာလုံးသိတဲ့အရာပဲဖြစ်ကြောင်းပြောလိုက်ပြီး Tony Stark ကမနေ့ကဖြစ်ခဲ့တဲ့အရာဟာသူတို့အလွယ်တကူတိုက်နိုင်ခဲ့လို့လူတွေထိခိုက်မှုမရှိခဲ့တာဖြစ်ကြောင်းပြန်ပြီးထောက်ပြလိုက်က Ulysses ပြောတဲ့အနာဂတ်မှာအန္တရာယ်ပေးလာနိုင်တဲ့သူဟာ Superhero တွေကဖြစ်နေမယ်ဆိုရင်ရောငါတို့သူ့ကိုဘာလို့ကြောက်မှလဲဆိုပြီးမေးခွန်းထုတ်လိုက်ပါတယ်။ Captain Marvel ကတော့ Tony Stark ပြောတဲ့စကားကိုလက်မခံဘဲပြန်ငင်းနေပြီး Tony Stark က Ulysses ဟောတဲ့ဟောချက်တွေနဲ့ပတ်သက်ပြီးတေချာဂရုစိုက်ပြီးစဉ်းကျင်ဆုံးဖြတ်ဖို့ပြောကထွက်သွားခဲ့ပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့ Ulysses ဟာအိတ်နေရင်အနာဂတ်တွေကိုမြင်ကကြောက်လန့်ကြားနဲ့နိုးလာခဲ့ပြီးတခြား Inhuman တွေနဲ့ရဲရဲတဲတဲဖြစ်လာကUlysses က Ultimate Superhero အဖွဲ့ကိုခေါ်တင်ကြောင်းပြောလိုက်ပါတယ်။ Tony Stark ကတော့သူ့ရဲ့စမ်းသပ်ခန်းထဲမှာအလုံးရှုပ်နေပြီးအဲ့ဒီအချိန်မှာ Tony Stark ရဲ့ assistant အဖြစ်အလုပ်လုပ်နေတဲ့ Mary Jane ကရောက်လာခဲ့က Rudy တည်ဆုံးသွားပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲဒါကြောင့် Tony Stark ဟာဒေါသထွက်ပြီး Ultimate Superhero ရုံးချုပ်ကိုသွားက Rudy ဘယ်မှာလဲဆိုပြီး Maria Hill ကိုမေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ Tony Stark ဟာ Rudy ရဲ့ dead body ထားတဲ့အခန်းထဲကိုရောက်သွားခဲ့ပြီး Rudy ရဲ့အစိမ့်စိမ့်မော်မော်ဖြစ်နေတဲ့စုကိုကြည့်ကစုမှာပါတဲ့စမ်းစာတွေတောင်ကောင်တာမလုပ်နိုင်ခဲ့တာကြောင့်ဘလို့ဖြစ်ခဲ့တာလဲဆိုပြီး Maria Hill တို့ကိုမေးလိုက်ပါတယ်။ Maria Hill က Captain Marvel ဟာစစ်စင်ရေးလုပ်ဖို့ Rudy ကိုခေါ်သွားခဲ့တာဖြစ်ကြောင်းပြောလိုက်တဲ့အချိန်မှာတော့ Tony Stark ဟာဒေါသထွက်လာခဲ့ပြီး Captain Marvel ကိုအော်ခေါ်ကလိုက်ပတ်ပြီးရှာနေပါတယ်။ America Chavez က Captain Marvel ရှိတဲ့အခန်းကိုညွှန်ပြလိုက်တဲ့အခါမှာတော့ Tony Stark ကအထဲကိုဝင်သွားခဲ့ပြီးမေမျောနေတဲ့ She-Hulk နဲ့ဒဏ်ရာရနေတဲ့ Captain Marvel တို့ကိုတွေ့လိုက်ရပါတယ်။ Tony Stark ကမေမျောနေတဲ့ She-Hulk ကိုမြင်လိုက်တဲ့အခါမှာတော့စိတ်မကောင်းဖြစ်သွားခဲ့ပြီး Captain Marvel က She-Hulk ဟာမတည်သေးပေမဲ့အသက်ရှင်မှုလဲရာဂိုင်နှုန်းနဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။ Tony Stark ကဘာဖြစ်ခဲ့တာလဲဆိုပြီးမေးလိုက်တဲ့အခါမှာတော့ Captain Marvel က Thanos ကြောင့်ဖြစ်ခဲ့တာဖြစ်ကြောင်းပြောလိုက်က Tony Stark က Thanos ဒီကိုရောက်လာလို့လားဆိုပြီးပြန်မေးလိုက်ပါတယ်။
Captain Marvel က Thanos ဟာဒီကမ္ဘာကိုရောက်လာခဲ့တာမဟုတ်ဘဲသူတို့ Ultimates အဖွဲ့နဲ့ Inhuman တွေဟာ Thanos ကိုသွားချခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်။ Thanos က Cosmic Cube ဟာဒီကမ္ဘာပေါ်မှာရှိနေသေးတယ်လို့ထင်နေပြီးဒီကမ္ဘာကိုကျူးကျော်လာတော့မှာကိုသူတို့ကြိုပြီးသတင်းရခဲ့တာကြောင့် Thanos ကိုအရင်ဦးအောင်သွားချခဲ့တာဖြစ်ကြောင်း Captain Marvel ကပြောပြလိုက်ပြီး Tony Stark ကသူဒီကိုလာမယ်ဆိုတာဘယ်လိုလုပ်ပြီးသိတာလဲဆိုပြီးပြန်မေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ Captain Marvel ကအနာဂတ်ကိုပြောနိုင်တဲ့ Ulysses ဟာသူမြင်ခဲ့တဲ့အရာကို Ultimates ရုံးချုပ်ကိုလာပြီးပြောပြခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်။ Tony Stark ကတော့သူ့ရဲ့ချစ်ဆုံးတငယ်ချင်း Rhodey တည်ဆုံးခဲ့ရတာကို Captain Marvel အပေါ်အပြစ်တင်နေပြီး Rhodey က Ultimates အဖွဲ့ဝင်မဟုတ်တာကိုဘာလို့လိုက်သွားရတာလဲဆိုပြီးဒေါသတကြီးနဲ့မေးလိုက်က Captain Marvel ကအဲ့ဒီချိန်တုန်းက Rhodey က Campus မှာသူနဲ့အတူရှိနေတာကြောင့် Volunteer လုပ်ပေးပြီးသူတို့နဲ့အတူလိုက်ခဲ့တာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။ Tony Stark ကဒါနဲ့ပတ်သက်ပြီးသူသတိပေးခဲ့ကြောင်းပြောခဲ့က Captain Marvel ကသူမဟာ Rhodey တည်ဆုံးခဲ့တာကိုစိတ်မကောင်းဖြစ်မိပေမဲ့နောက်တစ်ခါဒီလိုမျိုးကြိုသိနေခဲ့ရင်လည်းထပ်လုပ်ဖြစ်မှာဖြစ်ကြောင်းပြန်ပြောကသူမရဲ့နေရာမှာ Rhodey သာဆိုရင်လည်းအဲ့လိုပဲလုပ်မှာဖြစ်ကြောင်းထပ်ပြီးပြောလိုက်ပါတယ်။ Captain Marvel ရဲ့စကားအဆုံးမှာတော့ Tony Stark ကနောက်တစ်ခါအဲ့လိုလုပ်လို့မရအောင်လုပ်ပြမယ်ဆိုပြီးပြောကထွက်သွားခဲ့ပြီး Captain Marvel ကလိုက်တားဖို့လုပ်ပေမဲ့မျောနေတဲ့ She-Hulk ကသတိပြန်လည်လာပြီး Captain Marvel ရဲ့လက်ကိုလှမ်းဆွဲလိုက်ပါတယ်။ Captain Marvel က She-Hulk ပြန်ပြီးသတိရလာတာကြောင့်ဝမ်းသာသွားခဲ့ပေမဲ့ She-Hulk က Ulysses ဟာသူတို့အနာဂတ်ဖြစ်ကြောင်းပြောလိုက်ပြီးသူ့ကိုတေချာဆောင်းချောက်ဖို့အတွက်ပြောကတည်ဆုံးသွားခဲ့ပါတယ်။ Inhuman ရဲ့အိမ်ဖြစ်တဲ့ New Atlantis ကိုခိုးဝင်လာတဲ့ Tony Stark ဟာ Friday ကို Ulysses ရှိတဲ့နေရာကိုရှာခိုင်းနေပြီးအဲဒီနောက်မှာတော့ Tony Stark ဟာ Ulysses ရဲ့အခန်းထဲကိုရောက်လာခဲ့ပါတယ်။ Tony Stark ကအိပ်ပျော်နေတဲ့ Ulysses ကိုကြည့်ကသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ Rhodey ကိုပြန်ပြီးမြင်ရောက်နေပြီးအဲ့အချိန်မှာ Medusa က Tony Stark ကိုအဲ့လိုမလုပ်ဖို့ပြောလိုက်ပါတယ်။ Captain Marvel က Tony Stark သူတို့စီလာမယ်ဆိုတာကိုကြိုပြီးသိနေတာကြောင့် Tony Stark ကိုစောင့်နေတာဖြစ်ကြောင်း Medusa ကပြောလိုက်ပြီး Rhodey ကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကိုနားလည်ပေမဲ့သူတို့ရဲ့တိုင်းပြည်ကိုခိုးဝင်လာပြီးဒီလိုမျိုးမလီမစားလုပ်တာကိုတော့လက်မခံပေးနိုင်ကြောင်း Medusa ကထပ်ပြောလိုက်ပါတယ်။ Medusa က Tony Stark ကိုအိမ်ပြန်ဖို့အတွက်ပြောလိုက်ပြီးခေါင်းရည်သွားမှဒီအကြောင်းကိုပြန်ပြီးဆွေးနွေးကြမယ်ဆိုပြီးပြောပေမဲ့ Tony Stark ကလက်မခံတာကြောင့် Medusa က Tony Stark ကိုသူမရဲ့စပင်းနေနဲ့အချုပ်ထားလိုက်ပါတယ်။အဲဒီနောက်မှာတော့ Tony Stark က Medusa ကို short တိုက်လိုက်ပြီးအဲ့အချိန်မှာတခြား Inhuman တွေကရောက်လာခဲ့က Tony Stark ကကားနက်ကိုသူ့အကြောင်းကြိုတွေးထားခဲ့ကြောင်းပြောလိုက်ပါတယ်။ကားနက်ကတက်ရှိတက်မဲ့တွေရဲ့အားနည်းချက်ကိုခဏလေးတွင်းရအောင်ရှာပြီးတိုက်ခိုက်နိုင်တာကြောင့် Tony Stark လေးစားရတဲ့သူတွေမှာပါကြောင်းပြောလိုက်ပြီးကားနက်ကိုတွန်းထုတ်လိုက်က Inhuman တွေရဲ့နန်းတော်တွေကနေထွက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ Inhuman တွေစီရောက်နေတဲ့ Beast ကကားနက်နဲ့ချခဲ့တဲ့သူဟာ Tony Stark အာယုံလွှဲဖို့ထားခဲ့တဲ့ဆုဖြစ်ကြောင်း Tony Stark ဟာ Ulysses ကိုခေါ်ပြီးထွက်သွားခဲ့ပြီဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲဒါကြောင့် Inhuman တွေဟာသူတို့ရဲ့လူ Ulysses ကိုခေါ်သွားတဲ့ Tony Stark ကိုပြန်လိုက်ဖို့လုပ်နေကြပြီးအဲ့ဒီသတင်းကို Captain Marvel ရဲ့ Ultimates အဖွဲ့ကလည်းရသွားခဲ့တာကြောင့်မို့လို့ Inhuman တွေလက်လွန်မှာဆိုလို့ Inhuman တွေကိုလိုက်တားဖို့လုပ်လိုက်ကြပါတယ်။ Inhuman တွေဟာအဖွဲ့လာရဲ့ Buster Building ကိုရောက်လာကြပြီး Friday က Inhuman တို့ကိုဝင်ခွင့်မပြုတာမို့ကာနက်က Buster Building ကိုဖြိုချဖို့အတွက်ပြင်လိုက်ပါတယ်။အဲ့အချိန်မှာ Captain Marvel ရဲ့ Ultimates အဖွဲ့နဲ့ She-Agent အဖွဲ့တွေကရောက်လာခဲ့ပြီး Captain Marvel ကကာနက်ကိုအဲ့လိုမလုပ်ဖို့အတွက်တောင်းဆိုလိုက်ပါတယ်။အဲ့နောက်မှာတော့ Captain Marvel က Medusa ကို Tony Stark Ulysses ကိုဖမ်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးသူတို့ Ultimate အဖွဲ့ကဂိုင်းတွယ်ဖြေရှင်းပါမယ်ဆိုပြီးပြောလိုက်ပါတယ်။ Medusa ကတော့ Captain Marvel က Tony Stark Inhuman တွေစီလာမှာကိုသိလျက်နဲ့ဘာလို့မတားခဲ့တာလဲဆိုပြီးပြောလိုက်တာကြောင့် Captain Marvel က Tony Stark စိတ်လျှော့သွားမယ်ထင်လို့ဒီတိုင်းထားလိုက်တာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။ Captain Marvel အဲ့လိုပြောပြီးတဲ့နောက်မှာတော့ Medusa ကစိတ်တူသွားပြီးသူတို့ Inhuman တွေဟာ Captain Marvel ကိုကူညီခဲ့တာကြောင့်အခုသူတို့လူပြန်ပေးဆွဲခံရကြောင်းပြောလိုက်ကသူတို့ Captain Marvel ကိုကူညီပေးတာမှားသွားခဲ့ကြောင်းထပ်ပြီးပြောလိုက်ပါတယ်။ Captain Marvel ကတော့သူဟာအဖွဲ့သားတွေကိုအများပြားဆုံးရှုံးခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပြီးထပ်ပြီးမဆုံးရှုံးနေတာကြောင့်မို့လို့သူ့ကိုအခွင့်အရေးတစ်ခါလောက်ပေးဖို့အတွက် Medusa ကိုတောင်းဆိုလိုက်ပါတယ်။ Tony Stark ကတော့ Ulysses ကိုထိုင်ကုန်မှာကျိုးနဲ့ချီတုပ်ခါစစ်ဆေးမေးမြန်းနေပြီး Ulysses ကြောင့်သူ့ရဲ့အချစ်ဆုံးတငယ်ချင်းတေဆုံးသွားခဲ့ရတာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲဒါကြောင့် Tony Stark က Ulysses ကိုသူ့ရဲ့အနာဂတ်ကိုမြင်နိုင်တဲ့အစွမ်းကိုထုတ်ပြဖို့အတွက်ပြောလိုက်က Ulysses ရဲ့အုံနောက်ထဲမှာရှိတဲ့ brainwave တွေကိုလေ့လာရင်း Ulysses ရဲ့စိတ်ခံစားမှုဟာသူ့ရဲ့အနာဂတ်ကိုမြင်နိုင်တဲ့အစွမ်းကိုသွားပြီးတက်ရောက်ကြောင်းသိသွားခဲ့ပါတယ်။အဲအချိန်မှာ Friday က Tony Stark ရှိနေတဲ့နေရာကို Captain Marvel တို့ရဲ့ Ultimates အဖွဲ့ရောက်လာပြီးဖြစ်ကြောင်းသတိပေးလိုက်တာမို့လို့ Tony Stark က Ulysses ကိုကြိုးမြန်ဖြေပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့Thor ကသူ့ရဲ့မျောနေရနဲ့ Tony Stark တို့ရှိနေတဲ့အခန်းနေရံကိုလှမ်းပစ်လိုက်ပြီး Ultimates အဖွဲ့ရောက်လာခဲ့ကCaptain Marvel က Tony Stark ရဲ့မစင်မကျင်လုံးမှုဟာသူတို့နဲ့ Inhuman တွေကြားတိုက်ပွဲတစ်ခုဖြစ်ဖို့အတွက်နီးစပ်ခဲ့ကြောင်းပြောလိုက်ပါတယ်။ Tony Stark ကတော့အဲ့လိုဖြစ်အောင် Captain Marvel ကစခဲ့တာဖြစ်ကြောင်းပြောလိုက်ပြီး Captain Marvel လို့ဒီလိုတွေဆက်ဖြစ်လာတာဖြစ်ကြောင်းပြန်ပြောလိုက်က Tony Stark နဲ့ Captain Marvel တို့စကားများနေတဲ့အချိန်မှာ Ulysses ကသူ့ရဲ့မျက်လုံးကနေဖြစ်လာမယ့်အနာဂတ်ကိုမြင်လာခဲ့ပါတယ်။ Ulysses မြင်လိုက်ရတဲ့အရာကတော့ Hulk ကစိတ်ဖောက်ပြီး Super Hero တွေအကုန်လုံးကိုတပ်ဖြတ်နေတဲ့မြင်ကွင်းပဲဖြစ်ပြီးဒီတစ်ချိန်မှာတော့ Ulysses မြင်ရတဲ့အနာဂတ်မြင်ကွင်းကိုသူ
သူဘေးမှာရှိတဲ့စူပါဟီးရိုးတွေကပါမြင်သွားခဲ့တာကြောင့်မို့လို့တန်တော်ဖြစ်သွားကြပါတယ်။ Bruce Banner ကတော့ယူတာတောင်တန်းဒေသမှာရှိတဲ့သူ့ရဲ့တပ်ခွဲခန်းထဲမှာတယောက်တည်းအေးဆေးစမ်းသပ်နေပြီးအဲ့အချိန်ကပတိန်မာဘေကရောက်လာခဲ့ကသူတို့နှစ်ယောက်စကားပြောဖို့လိုနေပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။မဟန်တန်ရဲ့ဖက်ဒရယ်တရားရုံးမှာတော့တရားသူကြီးဟာမတ်မာတော့ကိုမျက်မြင်သက်သေခေါ်ခိုင်းလိုက်ပြီးမတ်မာတော့ကကပတိန်မာဘေကိုသက်သေထွက်ဆိုခိုင်းလိုက်ပါတယ်။အဲဒီနောက်မှာတော့မတ်မာတော့ကကပတိန်မာဘေကိုဇူလိုင်လ19ရက်နေ့မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီးတရားသူကြီးရှေ့မှာပြောဖို့အတွက်ပြောလိုက်ပါတယ်။အဲဒီနေ့တုန်းကကပတိန်မာဘေကသူဟာယူတာတောင်ထဲမှာရှိတဲ့ Bruce Banner ရဲ့တပ်ခွဲခန်းကိုတွားရောက်ခဲ့ကြောင်းသက်သေထွက်ဆိုလိုက်ပါတယ်။ကပတိန်မာဘေက Bruce Banner ဘာတွေစမ်းသပ်နေရလဲဆိုပြီးမေးလိုက်ပြီး Bruce Banner ကမျိုးရိုးဗီဇနဲ့ပတ်သက်ပြီးတွက်ချက်နေကြောင်းပြောလိုက်ကသူဘာတွေအမားလုံးနေလို့လဲဆိုပြီးမေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ကပတိန်မာဘေရဲ့နောက်ကနေတိုနီစတော့ပါရောက်လာခဲ့တာကြောင့် Bruce Banner ကအံ့အားသင့်သွားပြီးတိုနီစတော့က Bruce Banner ကိုအပြင်မှာစကားပြောကြဖို့အတွက်ပြောလိုက်ကဘာပဲဖြစ်ဖြစ်စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားဖို့ပြောလိုက်ပြီးသူဟာ Bruce Banner ကိုယုံကြည်ကြောင်းထပ်ပြောလိုက်ပါတယ်။အပြင်ဘက်မှာတော့စူပါဟီးရိုးတွေအားလုံးဟာ Bruce Banner ကိုစောင့်နေကြပြီး Bruce Banner ကသူဘာအမားလုံးမိခဲ့လို့လဲဆိုပြီးမေးလိုက်ကတိုနီစတော့က Bruce Banner ဟာအမားရီကိုမလုပ်ရသေးတာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ကပတိန်မာဘေကအနာဂတ်ကိုကြိုမြင်နိုင်တဲ့ Inhuman ဖြစ်တဲ့ယူလီစီအကြောင်းကိုပြောပြလိုက်ပြီးယူလီစီက Bruce Banner ဟာစူပါဟီးရိုးတွေအားလုံးကိုတတ်တဲ့အနာဂတ်မြင်ကွင်းကိုမြင်ခဲ့ကြောင်းထပ်ပြောလိုက်ပါတယ်။အဲဒါကြောင့်တိုနီစတော့ကသူတို့စူပါဟီးရိုးတွေဟာအဲ့ဒါနဲ့ပတ်သက်ပြီးအကြက်ရိုက်နေကြကြောင်းပြောလိုက်ပြီး Bruce Banner ကဟောထွက်လာတဲ့အချိန်ထိစောင့်မလားဒါမှမဟုတ်ဟောထွက်မလာတဲ့အချိန်မှာငါ့ကိုတတ်မလားဆိုပြီးမေးလိုက်ပါတယ်။ကပတိန်မာဘေကတော့သူမနဲ့တိုနီစတော့ကအဲ့လူငယ်ရဲ့အနာဂတ်မြင်ကွင်းကိုယုံစားပြီးလုံခြုံတဲ့အနာဂတ်ကိုပိုင်ဆိုင်ရဖို့အတွက်တိုက်ခိုက်ဖို့အထိသဘောမတူထားကြောင်းပြောပြလိုက်က Bruce Banner ကအဲ့လိုသဘောမတူထားဘူးဆိုရင်ဘာဖြစ်လို့စူပါဟီးရိုးတွေအကုန်လုံးကသူနေတဲ့နေရာကိုရောက်ချလာတာလဲဆိုပြီးမေးလိုက်ပါတယ်။ Bruce Banner ရဲ့စကားအဆုံးမှာတော့ကပတိန်မာဘေကသူတို့စူပါဟီးရိုးတွေဟာမျက်မျှတတပဲဖြစ်ချင်ကြောင်းပြောလိုက်ကတိုနီစတော့ကလည်းသူတို့ဟာခိုင်လုံတဲ့တပ်တွေလိုကြောင်းပြောလိုက်ပြီးအဲ့ဒီအချိန်မှာပဲ Beast က Bruce Banner ဟာသူ့ကိုယ်သူစမ်းသပ်နေတာဖြစ်ကြောင်းတိုနီစတော့ကိုပြောလိုက်ပါတယ်။ Bruce Banner ဟာသူစမ်းသပ်နေတဲ့အရာတွေကို Beast ကဝင်ဟက်ခဲ့တာကြောင့်စိတ်ဆိုးသွားခဲ့ပြီး Beast ကတော့ Bruce Banner ဟာပြန်လည်ပြုပြင်ထားတဲ့ Gamma Dust ဆဲတွေကိုသူ့ကိုယ်သူထိုးသွင်းနေတာဖြစ်ကြောင်းတိုနီစတော့ကိုထပ်ပြောပြလိုက်ပါတယ်။ Beast ရဲ့စကားကိုကြားလိုက်တဲ့အခါမှာတော့ကပတိန်မာဘေနဲ့တိုနီစတော့ကအံ့ဩလန့်ဖြတ်သွားခဲ့ပြီး Bruce Banner ကတော့သူအခုလုပ်နေတဲ့စမ်းသပ်မှုကြောင့်ဟောဟာထွက်မလာတော့ကြောင်းပြန်ပြီးပြောလိုက်ပေမဲ့ရှီရဲ့ဒါရိုက်တာဖြစ်တဲ့ Maria Hill ကတော့ Bruce Banner ကိုတောင်းပန်လိုက်က Bruce Banner ကိုအကျဉ်းချပြီးထိန်းသိမ်းထားခြင်းကြောင်းပြောလိုက်ပါတယ်။ Bruce Banner ကအဲ့စကားကိုကြားလိုက်တဲ့အခါမှာတော့ဒေါသထွက်လာခဲ့ပြီးသူ့ရဲ့စမ်းသပ်မှုတွေကြောင့်ဟောပုံစံမပြောင်းခဲ့တာတစ်နှစ်ပြည့်တော့မှဖြစ်ကြောင်းပြောလိုက်ကအခုသူနေတဲ့နေရာထိလာပြီးသူ့ကိုအုပ်စုလိုက်စော်ကားနေကြတာဖြစ်ကြောင်းထပ်ပြောလိုက်ပါတယ်။အဲ့အချိန်မှာပဲအဝေးကလာတဲ့မြားတစ်ချောင်းဟာ Bruce Banner ရဲ့ခေါင်းကိုဖောက်ထွက်သွားခဲ့တာကြောင့်စူပါဟီးရိုးတွေအကုန်လုံးအံ့အားသင့်ကလမ်းဖြတ်သွားခဲ့ပြီးကပတိန်မာဘေကလှုပ်ကြံတဲ့သူဟာတစ်ပင်နေကြားထဲမှာရှိကြောင်းတော့ကိုပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့စူပါဟီးရိုးတွေအကုန်လုံးကတစ်ပင်တစ်ပင်စီကိုပြေးသွားလိုက်ကြပြီးအထဲမှာရှိတဲ့လူကတော့သူ့ကိုဘာမှမလုပ်ဖို့ပြောကသူ့ရဲ့လေးကိုအောက်ပြေးချလိုက်ပါတယ်။ကပတိန်မာဘေကတော့တိုနီစတော့ပေါ်တန်တရားဝင်သွားခဲ့ပြီးတိုနီစတော့ကသူဒီကိုလာတာဟာသူ့ရဲ့တငယ်ချင်း Bruce Banner ကိုလာပြီးကူညီတာဖြစ်ကြောင်းနဲ့ကပတိန်မာဘေအဲ့လိုလုံးမှာဆိုလို့သူကိုယ်တိုင်လိုက်လာခဲ့တာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။ Spider-Man, Sam Wilson နဲ့တောတို့ဟာတစ်ပင်နေကြားတွေကိုကြည့်လိုက်တဲ့အခါမှာတော့အဖမ်းခံရဖို့အတွက်အတင်းလန့်ထုတ်ပေးနေတဲ့ဟော့ကိုင်းကိုတွေ့လိုက်ရတာကြောင့်အံ့ဩသွားခဲ့ကြပါတယ်။ ဖက်ဒရယ်တရားရုံးမှာတော့တရားသူကြီးကကပတိန်မာဘေကို Bruce Banner ကိုတတ်တဲ့သူဒီတရားရုံးထဲမှာအခုရှိနေလားဆိုပြီးမေးလိုက်ပြီးကပတိန်မာဘေကလက်ထိတ်ခတ်ခံထားရတဲ့ဟော့ကိုင်းကိုညွှန်ပြလိုက်ပါတယ်။ကပတိန်မာဘေကဟော့ကိုင်းကိုဘာလို့ဒီလိုလုပ်ရတာလဲဆိုပြီးမေးလိုက်ပြီးဟော့ကိုင်းက Bruce Banner ဟာသူ့ကိုဒီလိုလုပ်ဖို့အတွက်တောင်းဆိုခဲ့လို့ဖြစ်ကြောင်းပြန်ပြီးပြောပြလိုက်ပါတယ်။ဟော့ကိုင်း Bruce Banner ကိုမတတ်ခင်လာပိုင်းလိုမှာBruce Banner ကဟော့ကိုင်းစီကိုရောက်လာခဲ့ပြီးသူဟာဟော့အဖြစ်မပြောင်းတာတစ်နှစ်နီးပါးရှိပြီဖြစ်ကြောင်းပြောလိုက်ကအစိမ်းရောင်ကြီးတောင်လေးတစ်ခုကိုသူ့ကိုပေးခဲ့ကြောင်းဟော့ကိုင်းကပြောပြလိုက်ပါတယ်။အဲဒီကြီးတောင်ဟာ Bruce Banner ကိုတတ်နိုင်ပြီး Bruce Banner ကဟော့ကိုင်းကိုသူဟော့အဖြစ်ပြောင်းသွားခဲ့ရင်အဲဒီကြီးတောင်နဲ့သူ့ကိုပြစ်တက်ဖို့တောင်းဆိုခဲ့ကြောင်းဟော့ကိုင်းကထပ်ပြီးပြောပြလိုက်ပါတယ်။ Bruce Banner ကဟော့ကိုင်းကိုဒီကိစ္စလုပ်ဖို့အတွက်သူ့ရဲ့ဘဝနဲ့ရင်းပြီးယုံကြည်ထားကြောင်းပြောလိုက်ပြီးသူ့ရဲ့အိမ်မက်ဆိုးတွေကြောင့်ဒီဆုံးဖြတ်ချက်ကိုချခဲ့တာဖြစ်ကြောင်းပြောလိုက်ကသူ့ရဲ့အိမ်မက်ထဲမှာသူဟာသူ့တငယ်ချင်းတွေကိုတပ်ဖြတ်နေပြီးသူတို့တငယ်ချင်းတွေကိုမထိခိုက်စေဖို့အတွက်ဒီကိစ္စကိုဖြစ်အောင်လုပ်ဖို့ကြိတောင်းခဲ့တာဖြစ်ကြောင်းဟော့ကိုင်းကတရားရုံးရှေ့မှာထွက်ဆိုလိုက်ပါတယ်။ Matt Murdock ကတော့ဟော့ကိုင်းအမှန်တိုင်းထွက်ဆိုနေတာဟုတ်လားမဟုတ်ဘူးလားဆိုတာကိုသက်သေပြနိုင်သူဟာတည်ဆုံးသွားခဲ့တဲ့ Bruce Banner တယောက်ပဲရှိကြောင်းပြောလိုက်ပြီးဟော့ကိုင်းကရာဇဝတ်ကောင်အဖြစ်ကိုဝန်ခံထားပေမဲ့ဒီထွက်ဆိုချက်တွေကိုအများပြည်သူကိုယုံကြည်စေခြင်းသေးတာလားဆိုပြီး Matt Murdock ကဟော့ကိုင်းကိုထပ်ပြီးမေးလိုက်ပါတယ်။ဟော့ကိုင်းကသူပြောတဲ့စကားကိုယုံကြည်စေခြင်းကြောင်းပြောလိုက်ပြီးသူဟာအများပြည်သူသိတဲ့စူပါဟီးရိုးတစ်ယောက်ဖြစ်ကြောင်းပြောလိုက်ကသူ့ရဲ့နိုင်ငံကိုလည်းအကောင်းဆုံးဖြစ်အောင်ကာကွယ်ခဲ့တဲ့လူကောင်းတစ်ယောက်ဖြစ်တာကြောင့်ဒီလိုပြစ်မှုမျိုးကိုလွတ်အောင်ယုံနိုင်ဖို့အတွက်လောက်ကျန်ဖန်တီးပြီးဇာလန်တစ်ခုတည်ဆောက်နိုင်စွာသူ့မှာမရှိကြောင်းထပ်ပြီးထွက်ဆိုလိုက်ပါတယ်။
Beast ကတော့သူ Bruce Banner ရဲ့ system တွေကိုဟက်ပြီးရရှိခဲ့တဲ့ data တွေအရဟော့ကိုင်းအသုံးပြုခဲ့တဲ့မြားထိတ်ကကြည့်ဘူးဟာ Bruce Banner ရဲ့ဖန်တီးမှုတစ်ခုဖြစ်ကြောင်းသက်သေထွက်ဆိုခဲ့ပါတယ်။အဲဒီနောက်မှာတော့ Beast က Bruce Banner ရဲ့ system တွေကနေဗီဒီယိုတစ်ခုတွေ့ကြောင်းပြောလိုက်ပြီးအဲ့ဒီဗီဒီယိုထဲမှာတော့ Bruce Banner ဟာသူဟော့အဖြစ်ပြောင်းလာတဲ့အချိန်ကျရင်သူ့ကိုလှုပ်ကြံမှုအတွက်ဟော့ကိုင်းကိုအကူအညီတောင်းခဲ့ကြောင်းပြောထားခဲ့ပါတယ်။ Matt Murdock ကတော့ Bruce Banner ဟာဟော့အဖြစ်မပြောင်းသွားခဲ့ကြောင်းပြန်ခြေပလိုက်ပြီးဟော့ကိုင်းကတော့ Bruce Banner ဟာဟော့ပုံစံကိုပြောင်းတော့မှာဖြစ်ကြောင်းပြန်ပြီးခြေပလိုက်ပါတယ်။ Tony Stark ကတော့သူဟာအခင်းဖြစ်တဲ့နေရာမှာရှိနေခဲ့ကြောင်းနဲ့ဟော့ဖြစ်လာမဲ့သူကိုမတွေ့ခဲ့ပဲတငယ်ချင်းအရင်ချာရဲ့တစ္ဆာဖောက်တာကိုခံခဲ့ရတဲ့သူကိုပဲတွေ့ခဲ့ကြောင်းသက်သေထွက်ဆိုလိုက်ပါတယ်။အဲဒါကြောင့်ဟော့ကိုင်းကလည်းသူ့ရဲ့အမြင်အာရုံဟာကျန်တဲ့သူတွေအားလုံးထက်သားလွန်ကြောင်းပြောလိုက်ကာသူဟာလက်အဖြောင်ဆုံးလူတစ်ယောက်လည်းဖြစ်တာမို့လို့ဒီကိစ္စကိုအကောင့်ထဲပေါ်ဖို့အတွက် Bruce Banner ကသူ့ကိုရွေးချယ်ခဲ့တာဖြစ်ကြောင်းပြန်ပြီးခြေပလိုက်ပါတယ်။ Captain Marvel ကအဲ့ဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရဲ့ကြောင့်တန်မိုးရှိတဲ့လူသားတွေနဲ့ဟီးရိုးတွေဟာအသက်ဘေးအန္တရာယ်ကနေကင်းလွတ်ခဲ့ရကြောင်းပြောလိုက်ပြီးတည်ဆုံသွားခဲ့တဲ့ Bruce Banner ရဲ့နောက်ဆုံးဆန္ဒဟာလည်းပြေဝသွားခဲ့ကြောင်းထပ်ပြောလိုက်ပါတယ်။ Matt Murdock ကတော့ Captain Marvel ရဲ့ထွက်ဆိုချက်တွေကိုမနှိမ့်ညွှတာကြောင့်မလို့ပြန်ပြီးခြေပနေပြီးဒီအမှုကြားနာချက်ကိုတခြားစူပါဟီးရိုးတွေကလည်း TV ကနေတိုက်ရိုက်ကြည့်နေကြပါတယ်။ Captain Marvel ကအနာဂတ်ကိုမြင်နိုင်တဲ့ Inhuman လူငယ်ရဲ့ကျေးဇူးကြောင့်လူတွေဆိုးဆိုးဝါးဝါးတေကျေပျက်စီးမဲ့ဖြစ်စဉ်တွေကိုကျော်လွှားနိုင်ခဲ့ကြောင်းပြောလိုက်ပြီးTony Stark ကတော့ဟော့ကိုင်းဟာသူ့ကိုယ်သူပြစ်မှုကိုကျူးလွန်တဲ့ရာဇဝတ်ကောင်အဖြစ်ဝန်ခံထားတဲ့သူဖြစ်တာမို့လို့သူဒီကိုလာတာဒီသက်သေတွေကိုထွက်ဆိုဖို့မဟုတ်ကြောင်းနဲ့ Bruce Banner ကသူ့ရဲ့ကိုယ်ပိုင်ခြံရှိမှလှုပ်ကြံခံရတဲ့ Avenger တယောက်ဖြစ်ကြောင်းထပ်ပြီးပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ Tony Stark ကသူ့ရဲ့အိမ်ကိုပြန်ရောက်လာခဲ့ပြီး Mary Jane က Tony Stark ကိုဟော့ကိုင်းကျူးလွန်တဲ့ပြစ်မှုအတွက်စီရင်ချက်ချတော့မှာဖြစ်ကြောင်းပြောလိုက်က Tony Stark ကတော့သူဟာအဖြေကိုသိနေပြီးဖြစ်ကြောင်းစိတ်ညစ်ညစ်နဲ့ပြောလိုက်ပါတယ်။အဲချိန် Friday က Tony Stark ကိုသူဟာ Ulysses ရဲ့အနာဂတ်ကိုမြင်နိုင်တဲ့အစွမ်းလုံးလုံးပုံကိုနားလေသွားပြီဖြစ်ကြောင်းပြောလိုက်က Tony Stark က Friday ပြတဲ့ screen ကိုကြည့်ပြီးအံ့အားသင့်သွားခဲ့ပါတယ်။အပြင်ဘက်မှာတော့ဟော့ကိုင်းတရားအမှုမှာအနိုင်ရရှိသွားခဲ့တဲ့သတင်းတွေဟာပလူပြန်နေပြီးနိုင်ငံလုံးမှာရှိတဲ့လူထုအများစုကတော့ဟော့ကိုင်းဘက်မှာရပ်တည်နေကြကဟော့တည်ဆုံးသွားခဲ့တဲ့အတွက်တော်တော်များများကစိတ်အေးချမ်းသွားကြပြီဖြစ်ကြောင်းနဲ့ဒီကိစ္စကိုစွမ်းဆောင်နိုင်ခဲ့တဲ့ဟော့ကိုင်းကအရင်ကထပ်ပူကျော်ကြားတဲ့စူပါဟီးရိုးတစ်ယောက်ဖြစ်လာတော့မှာဖြစ်ကြောင်းပြောနေကြပါတယ်။ Captain Marvel ကတော့ Ulysses ရဲ့အနာဂတ်မြင်ကွင်းကိုယုံစားကရှီးတပ်ဖွဲ့နဲ့သူမရဲ့စူပါဟီးရိုးအဖွဲ့လိုက်ကိုဦးဆောင်ပြီးအမျိုးသမီးတစ်ယောက်စီကိုရောက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ Captain Marvel ကရှီးတပ်ဖွဲ့ကိုအဲ့ဒီအမျိုးသမီးကိုဖမ်းခိုင်းလိုက်ကအမျိုးသမီးရဲ့လက်ဆွဲအိတ်ကိုယူစစ်လိုက်ပြီးလက်ဆွဲအိတ်ထဲမှာဘာတစ်ခုမှရှိမနေကြောင်းတွေ့သွားခဲ့ပေမဲ့ရှီးတပ်ဖွဲ့ကတော့အမျိုးသမီးကိုဖမ်းခေါ်လာခဲ့ဖို့အတွက်ပြောလိုက်ပါတယ်။ Tony Stark ကတော့ Ulysses ကြောင့်ထပ်ပြီးဖြစ်လာမဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်တွေကဖြစ်လာမဲ့အနာဂတ်ဟာကြိုပြီးချရေးထားလို့ရတဲ့အရာမဟုတ်ကြောင်းပြောလိုက်ပါတယ်။ Tony Stark ဟာ Ulysses အကြောင်းကိုလေ့လာကျင်တာမို့လို့ Ulysses ရဲ့အုံနောက်ကိုစကန်ဖတ်ခဲ့ကြောင်းပြောလိုက်ပြီးUlysses ရဲ့အုံနောက်ကိုလေ့လာပြီးတဲ့နောက်မှာတော့သူတို့သိခဲ့တဲ့အချိန်နဲ့စัจ java လာ theory တွေဟာအတော်လေးရှင်းကြနေတာကိုသိသွားခဲ့ကြောင်းထပ်ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ Tony Stark က Ulysses ရဲ့အုံနောက်ထဲကနေသူပို့ပြီးကြားရတဲ့အချက်လက်တွေကိုရှာတွေ့ခဲ့ကြောင်းပြောလိုက်ကUlysses ရဲ့အုံနောက်ဟာတစ်ကမ္ဘာလုံးမှာရှိတဲ့အချက်လက်တွေနဲ့စွမ်းရည်တွေကိုစုပ်ယူပြီးဖြစ်လာနိုင်ခြေရှိတဲ့အနာဂတ်ကိုပုံဖော်လာခဲ့ကြောင်းထပ်ပြီးပြောလိုက်ပါတယ်။ Tony Stark ရဲ့စကားကိုတော့ Captain Marvel, Doctor Strange, Medusa, Beast, Black Bolt, Black Panther နဲ့ Captain America တို့ကနားထောင်နေကြပြီး Captain America က Tony Stark ကိုသူပြောနေတဲ့အရာတွေကရာနှုန်းပြည့်မှန်တာသိကြလားဆိုပြီးမေးလိုက်ပါတယ်။ Captain America ရဲ့မေးခွန်းကြောင့် Tony Stark ကစိတ်ဆိုးသွားခဲ့ပြီးအဲ့အရာနဲ့ပတ်သက်ပြီးမသိကြဘူးဆိုရင်ဒီမှာရှိတဲ့စူပါဟီးရိုးတွေကိုအစည်းအဝေးခေါ်ပါမလားဆိုပြီးပြောလိုက်ကငါကငါတငယ်ချင်းတွေကိုအသက်သေဆုံးသွားတဲ့အထိဖြစ်စေခဲ့တဲ့ Inhuman မျိုးနွယ်ရဲ့ခေါင်းဆောင်နဲ့အတူဒီလိုတခန်းနဲ့ရှိကျင်တယ်လို့ထင်နေတာလားဆိုပြီး Captain America ကိုပြန်မေးလိုက်ပါတယ်။ Tony Stark ကသူနဲ့ Steve Rogers ကြားမှာဖြစ်ခဲ့တဲ့ပဏိပခလိုမျိုးဘယ်သူနဲ့မှထပ်မဖြစ်ချင်တော့ကြောင်းထပ်ပြောလိုက်က Captain Marvel ကတော့သူမဟာ Tony Stark ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး Beast ရဲ့အမြင်ကိုလည်းသိချင်ကြောင်းပြောလိုက်ပါတယ်။ Beast ကတော့ Tony Stark ပြောတဲ့အရာတွေဟာမမှားကြောင်းပြောလိုက်ပြီးTony Stark ကသူတို့စူပါဟီးရိုးတွေအားလုံးဟာဖြစ်ပျက်နေတဲ့အရာတွေအားလုံးကိုခရီးစေးတွင်းချသိပြီမို့လို့ Captain Marvel ကိုဘာဆက်လုပ်မှလဲဆိုပြီးမေးလိုက်ပါတယ်။ Captain Marvel ကတော့လူတစ်ယောက်ကသူမစီကိုလာပြီးတခြားလူတစ်ယောက်ကိုလက်ညှိုးထိုးပြရင်းအဲ့ဒီလူမှာတနက်တစ်လက်ရှိကြောင်းနဲ့မကြခင်မှာတနက်ကိုထုတ်ပြီးပြစ်တော့မှာဖြစ်ကြောင်းပြောလာခဲ့ရင်တနက်ကိုထုတ်ပြီးမပြစ်ခင်မှာအဲ့လူကိုသွားစစ်စေချင်တာလားဒါမှမဟုတ်အဲ့ဒီလူတနက်ကိုထုတ်ပြီးမပြစ်ခင်အထိစောင့်နေစေချင်လားဆိုပြီးပြန်မေးလိုက်ပါတယ်။အဲ့နောက်မှာတော့ Captain Marvel ကမျက်နှာချက်ကိုဖောက်ကထွက်သွားခဲ့ပြီး Tony Stark ကသူဟာဒီကိစ္စနဲ့ပတ်သက်ပြီး Captain Marvel ဘာဆက်လုပ်မှလဲဆိုတာကိုသိကြောင်းနဲ့အဲအကြောင်းကိုအများပြည်သူတွေပါသိအောင်လုပ်သွားမယ်ဆိုပြီးပြောလိုက်ပါတယ်။ရှီရဲ့ရုံးချုပ်မှာတော့ Captain Marvel ဖမ်းခိုင်းထားတဲ့အမျိုးသမီးတစ်ယောက်ကိုအခန်းထဲမှာထည့်ထားကြပြီး Captain Marvel ကရောက်လာခဲ့က Maria Hill ကသူတို့ဟာအဲအမျိုးသမီးကိုဆက်ပြီးထိန်းသိမ်းထားလို့မသိကြောင်းပြောလိုက်ပါတယ်။ Maria Hill ကဆက်ပြီးသူတို့ဖမ်းထားတဲ့သူဟာ
ဘန်မန်နေဂျာတယောက်ဖြစ်ကြောင်းပြောလိုက်ပြီးရှီအဖွဲ့ရဲ့စောင်းကြည့်ခံရတဲ့စီးရင်ထဲမှာလည်းမပါတဲ့အပြင်အခုသူမရဲ့မိသားစုဝင်တွေကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးစိုးရိမ်နေကြကြောင်းပြောလိုက်ပါတယ်ကပတိန်မာဘယ်ကတော့အထဲကိုသွားပြီးအမျိုးသမီးကိုစစ်ဆေးမေးမြန်းခဲ့ပေမဲ့ဘာပြစ်ချက်မှမတွေ့ခဲ့တာကြောင့်ပြန်ထွက်လာခဲ့ပြီးမာရီယာဟီကကပတိန်မာဘယ်ကိုသူတို့ဒီမျိုးသမီးကိုဆက်ပြီးထိန်းသိမ်းထားဖို့အတွက်တတ်သိလိုကြောင်းပြောလိုက်ပါတယ်ကပတိန်မာဘယ်ကတော့သူတို့ဟာအဲ့ဒီအရာနဲ့ပတ်သက်ပြီးဆက်ပြီးအပြေရှားစစ်ဆေးသွားအောင်မှဖြစ်ကြောင်းပြောနေတဲ့အချိန်မှာပဲသူတို့ချုပ်ထားတဲ့အမျိုးသမီးရဲ့အခန်းထဲကနေခရမ်းရောင်မီးခိုးတွေထွက်လာခဲ့ပြီးအမျိုးသမီးဟာလည်းပျောက်ကွယ်သွားခဲ့ပါတယ်ကပတိန်မာဘယ်တို့ကတော့အဲ့ဒါဟာ Nightcrawler ရဲ့လက်ချက်ဖြစ်ကြောင်းသိသွားခဲ့ပြီး Nightcrawler ဟာတယ်လီပို့လုပ်ပြီးလာကဲထုတ်သွားခဲ့တာမို့လို့စိတ်တူသွားခဲ့ပါတယ်အဲ့နောက်မှာတော့ Maria Hay ကသူမရဲ့ရှီတပ်ဖွဲ့ကိုအသိပြင်ဖို့အတွက်အကြောင်းကြားလိုက်ပြီးကပတိန်မာဘယ်ကလည်းအချိန်ကြာပြီဖြစ်ကြောင်းသူမရဲ့အဖွဲ့ကိုသတင်းပေးလိုက်ပါတယ်ကပတိန်မာဘယ်ကတိုနီစတော့ကိုဖမ်းမယ်ဆိုပြီးပြောနေပြီး Maria Hay ကတိုနီစတော့ဟာသူတို့ရဲ့အမှုပေါ်ကိုရောက်နေပြီဖြစ်ကြောင်းပြောလိုက်ပါတယ်အဲဒါကြောင့်ကပတိန်မာဘယ်ကလည်းအမှုပေါ်ကိုရောက်လာခဲ့ပြီးတိုနီစတော့ကအဲ့ဒီအရာနဲ့ပတ်သက်ပြီးသူအချိန်ချင်းသတိပေးထားခဲ့ကြောင်းပြောလိုက်ကကပတိန်မာဘယ်ကတော့တိုနီစတော့ကိုအကျဉ်းချမှာဖြစ်ကြောင်းပြောလိုက်ပါတယ်အဲအချိန်မှာကပတိန်မာဘယ်ဘက်ကနေ Guardian of the Galaxy အဖွဲ့ကရောက်လာခဲ့ပြီးကပတိန်မာဘယ်နဲ့ Iron Man တို့နှစ်ဖွဲ့ကြားတိုက်ပွဲဟာစတင်လာခဲ့ပါတယ်တိုက်ပွဲစတင်ရင်တိုနီစတော့ကကပတိန်မာဘယ်ကိုသူမဟာဒီလိုဖြစ်ရက်တွေဖြစ်လာအောင်ဇလန်းစားခဲ့တာဖြစ်ကြောင်းပြောလိုက်ပြီးကပတိန်မာဘယ်ကတော့တိုနီစတော့ဟာအရင်အတိုင်းပဲပြောင်းလဲမလာခဲ့ပဲအတ္တကြီးနေစေဖြစ်ကြောင်းပြောလိုက်ပါတယ်နယူးအတလန်မှာတော့ဘဒူဆာကကာနက်ကိုကပတိန်မာဘယ်တို့ဟာတိုနီစတော့နဲ့တိုက်ပွဲဖြစ်နေကြောင်းပြောလိုက်ပြီးသူတို့အင်ဟျူးမန်တွေကိုစစ်ကူတောင်းထားကြောင်းထပ်ပြောလိုက်ပါတယ်တိုက်ပွဲထဲမှာတော့တိုနီစတော့ကကပတိန်မာဘယ်ဟာထိန်းချုပ်ဖို့အတွက်မဖြစ်နိုင်တဲ့အနာဂတ်ကိုထိန်းချုပ်ဖို့အတွက်ကြိုးစားနေတာဖြစ်ကြောင်းပြောလိုက်ပြီးကပတိန်မာဘယ်ကလည်းတိုနီစတော့ဆုံးရှုံးခဲ့ရတဲ့အရာတွေအတွက်သူမကိုလာပြီးအပြစ်ပုံချနေတာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်တိုနီစတော့ကတော့အနောက်မှာရှိနေတဲ့ကပတိန်မာဘယ်ဘက်ကလူဖြစ်တဲ့ဂမူရာကိုလှည့်မကြည့်ပဲလေဆယ်ဘိန်းနဲ့ပြစ်ပြလိုက်ပြီးသူဟာအနာဂတ်ကိုမြင်နိုင်တဲ့ဘယ်အစွမ်းကိုမှအားကိုးစရာမလိုပဲဖြစ်လာမယ့်အန်ဒီယေကိုကြိုတင်တွက်ချက်နိုင်တဲ့သူဖြစ်ကြောင်းကပတိန်မာဘယ်ကိုပြောလိုက်ပါတယ်ကပတိန်အမေရိကကတော့ Guardian of the Galaxy အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ပီတာကွင်းနဲ့ထိပ်တိုက်တွေ့နေပြီးကပတိန်အမေရိကပီတာကွင်းကိုဒီကိုဘာလာလောက်တာလဲဆိုပြီးမိလိုက်ပါတယ်အဲအချိန်မှာပီတာကွင်းရဲ့ခေါင်းစုပ်ကိုတိုနီစတော့ကဝင်ဟပ်ပြီးသူလည်းအဲ့ဒီကိုတီးကျင်နေတာဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့ပီတာကွင်းကလန့်ဖြန့်သွားပါတယ်အဲ့နောက်မှာတော့ပီတာကွင်းကသူ့ရဲ့တငယ်ချင်းကပတိန်မာဘယ်ဟာသူတို့ကိုအကူအညီတောင်းထားလို့ရောက်လာတာဖြစ်ကြောင်းပြောလိုက်ပြီးကပတိန်မာဘယ်ကသူတို့ကိုဖြစ်နေတဲ့အရာတွေအကုန်လုံးကိုရှင်းပြပြီးပြီဖြစ်ကြောင်းပြောလိုက်ကတိုနီစတော့ကလည်းအနာဂတ်ကိုပြတဲ့ပုံရိပ်တွေဟာဖြစ်ဖို့အတွက်ရာနှုန်းပြည့်မတိကြတဲ့အရာတွေသာဖြစ်ကြောင်းပီတာကွင်းကိုပြန်ပြောလိုက်ပါတယ်ပီတာကွင်းကအဲ့ဒါကိုလည်းတီးပြီးသားဖြစ်ကြောင်းပြောနေတဲ့အချိန်မှာပဲဘီရှင်ကပြစ်မှတ်ကိုချော့ပြီးသူ့ရဲ့လေဆာနဲ့ပီတာကွင်းတို့ရဲ့လေရင်ကိုပြစ်မိသွားတာကြောင့်လေရင်ကပေါက်ကွဲပြက်စီးသွားခဲ့ကဘေးနားမှာရှိတဲ့အဆောက်အဦကိုလည်းမီးဆွဲသွားခဲ့ပါတယ်အိမ်မြင်ကွင်းကိုအဝေးကနေလှမ်းကြည့်နေတဲ့ယူလီစီကတော့မျက်ရည်တွေကျလာခဲ့ပြီးအဲ့ဒီအချိန်မှာမန်ဒူဇာနဲ့အင်ဟျူးမန်တွေဟာတိုနီစတော့တို့စီပေါ်တင်နဲ့ရောက်လာခဲ့ပါတယ်။အဲ့နောက်မှာတော့ယူလီစီရဲ့ခန္ဓာကိုယ်ကနေအမြင့်တန်းတွေထွက်လာခဲ့ပြီးတိုက်ပွဲထဲမှာတော့ကာနက်ကတိုနီစတော့ရဲ့အားနည်းချက်ကိုရှာကတိုက်ခိုက်နေပါတယ်။ဘလက်ပန်တာကလည်းတိုနီစတော့ကိုအနောက်ကနေချုပ်ထားလိုက်ပြီးအဲ့အချိန်မှာကပတိန်မာဘယ်ကတိုနီစတော့စီပြန်လာပြီးထိုးချလိုက်ပါတယ်။ကပတိန်မာဘယ်ကတိုနီစတော့ကိုလက်နက်ချဖို့အတွက်ပြောနေတဲ့အချိန်မှာယူလီစီရဲ့အမြင့်တန်းတွေဟာစူပါဟီးရိုးတွေအကုန်လုံးကိုရစ်ချလိုက်ပြီးစူပါဟီးရိုးတွေအားလုံးကယူလီစီရဲ့အနာဂတ်မြင်ကွင်းထဲကိုရောက်သွားကြပါတယ်။အဲ့နောက်မှာတော့အနာဂတ်မြင်ကွင်းထဲကိုရောက်သွားကြတဲ့စူပါဟီးရိုးတွေအားလုံးဟာတည်ဆုံးနေတဲ့ကပတိန်အမေရိကကိုလက်နဲ့ဆွဲချထားတဲ့ Miles Morales ကိုတွေ့လိုက်ရတာမို့လို့အဲ့ဒါကိုမြင်လိုက်ရတဲ့ Miles Morales နဲ့ကပတိန်အမေရိကတို့အပါအဝင်စူပါဟီးရိုးတွေအားလုံးအံ့အားသင့်သွားကြပါတယ်။ Miles Morales ကတော့သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စိတ်ထိခိုက်သွားခဲ့ပြီးလူထောက်ချလိုက်က Miss Marvel က Miles Morales နောက်ကိုရောက်လာခဲ့ပြီးအဲ့ဒီအရာဟာဖြစ်လာမယ့်အရာမဟုတ်ကြောင်းပြောကနှိမ့်သိမ့်ပေးလိုက်ပါတယ်။ကျန်တဲ့စူပါဟီးရိုးတွေဟာသူတို့မြင်ရတဲ့မြင်ကွင်းကြောင့်စိတ်မကောင်းဖြစ်ကတိတ်ဆိတ်နေကြပြီးကပတိန်မာဘယ်ကတော့ Miles Morales ကိုဖမ်းချုပ်ထားရလိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်။ကပတိန်မာဘယ်ကဘာမှမသိတဲ့လူငယ်တယောက်ကိုပါဆွဲထည့်လာတာမို့လို့တိုနီစတော့ကဒေါသတွေထွက်လာခဲ့ပြီးဒီကိစ္စနဲ့ပတ်သက်ပြီးဒီလိုတွေဖြစ်လာမယ်ဆိုတာကိုအကြိမ်ကြိမ်သတိပေးခဲ့ကြောင်းတိုနီစတော့ကထပ်ပြောလိုက်ပါတယ်။ကပတိန်အမေရိကကတော့ Miles Morales ကိုနှိမ့်သိမ့်ပေးဖို့အတွက်ကြိုးစားနေပြီးဘာလို့မျက်နှာဖုံးကိုနှာခေါင်းပေါ်အောင်ချွတ်ထားတာလဲဆိုပြီးမေးလိုက်ပါတယ်။ Miles Morales ကတော့အသက်ရှူကျက်လို့ချွတ်ထားတာဖြစ်ကြောင်းပြန်ပြောလိုက်ပြီး Inhuman ရဲ့အနာဂတ်မြင်ကွင်းတွေကလိုမျိုး Captain America ကိုသူဘယ်တော့မှတတ်မှာမဟုတ်ကြောင်းထပ်ပြောလိုက်ကလောလောဆယ်တော့စိတ်ကျဉ်းကျလာလို့အိမ်ကိုပြန်ချင်နေကြောင်း Miles Morales ကထပ်ပြီးပြောလိုက်ပါတယ်။အဲဒါကြောင့် Captain America ကလည်း Miles Morales ကိုအိမ်ပြန်မှုအတွက်ပြောလိုက်ပြီး Captain Marvel ကတော့ Miles Morales ကိုအိမ်ကိုပေးမပြန်မှုဝင်ပြောလိုက်ပါတယ်။ Captain America က Miles Morales က Bruce Banner နဲ့ Rhodey တို့လိုပဲဘာပြစ်ကိုမှကျူးလွန်ထားတဲ့သူမဟုတ်ကြောင်း Captain Marvel ကိုပြောလိုက်ပြီး Captain Marvel က Miles Morales ကိုလုံခြုံစိတ်ချရဖို့အတွက်ထိန်းသိမ်းထားဖို့လိုအပ်ကြောင်းပြောလိုက်ပါတယ်။အဲဒီအချိန်မှာ Tony Stark ကတော့ကို Miles Morales ကိုအိမ်ခေါ်သွားဖို့အတွက်ပြောလိုက်ပြီး Captain Marvel ကလိုက်တားဖို့အတွက်လှုပ်လိုက်ပေမဲ့ Miss Marvel က Captain Marvel ကိုလမ်းနဲ့လမ်းချုပ်လိုက်က
Miles Murray ကသူမရဲ့တငယ်ချင်းဖြစ်ကြောင်းပြောလိုက်ပြီးသူဟာဘာမှကိုမှကျူးလွန်ထားတဲ့သူမဟုတ်ကြောင်းထပ်ပြီးပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ Doctor Strange က Tony Stark တို့တစ်ဖွဲ့လုံးကိုပေါ်တယ်နဲ့ခေါ်ထုတ်သွားခဲ့ပြီးCaptain Marvel က Tony Stark တို့နောက်ကို Inhuman တို့ရဲ့တော်ဝင်မိသားစုဝင်ခွေးလေးဖြစ်တဲ့ Lockjaw ရဲ့ပေါ်တယ်ဆွမ်းနဲ့လိုက်ဖို့အတွက်ပြောပေမဲ့ Medusa ကတော့ခွင့်မပြုဘဲ Inhuman တွေလည်း Captain Marvel ကိုထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။နောက်နေ့ရောက်တဲ့အခါမှာတော့ Ulysses ကအနာဂတ်မြင်ကွင်းနဲ့ပြန်ရောက်သွားခဲ့ပြီးဟောတကောင်ဟာ Ulysses ရဲ့အနောက်ကိုရောက်လာခဲ့ပြီး Ulysses ကိုတတ်ဖို့အတွက်ပြင်နေတဲ့အချိန်မှာ Oman Logan ကဟော့ကိုအနောက်ကနေလက်သေးနဲ့ထိုးပြီးတပ်ပစ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ Ulysses က Wolverine ကိုသူအခုဘယ်ခုနှစ်ကိုရောက်နေတာလဲလို့မေးလိုက်ပြီး Ulysses ရဲ့မိကွန်းဟာထူးဆန်းနေတာမို့လို့ Wolverine ကဘာလို့အဲ့မိကွန်းကိုမေးရတာလဲဆိုပြီးပြန်မေးလိုက်တာ Ulysses ကသူဟာအဲ့နေရာမှာရှိနေရမယ့်သူမဟုတ်ကြောင်းပြောလိုက်ပြီးဘာလို့သူအဲ့ကိုရောက်နေရတာလဲဆိုတာကိုမသိကြောင်းထပ်ပြောလိုက်ပါတယ်Logan ကထပ်ပြီး Ulysses ကိုမင်းမတူလဲဆိုပြီးထပ်မေးလိုက်ပြီး Ulysses ကသူဟာ Inhuman ဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့ Logan က Ulysses ကို Inhuman မျိုးနွယ်တွေဒီကမ္ဘာမှာမရှိတော့ကြောင်းနဲ့ Inhuman မျိုးနွယ်တွေကိုတွေးလို့မရတော့ကြောင်းထပ်ပြောလိုက်ပါတယ်Logan ရဲ့စကားကိုတော့ Ulysses ကအံ့အားသင့်သွားခဲ့ပြီးဘာလို့ Inhuman တွေမရှိတော့တာလဲလို့မေးလိုက်တဲ့အချိန်မှာတော့ Logan က Tony Stark ကြောင့်ဖြစ်ခဲ့တာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။အဲ့အချိန်တခြားကမ္ဘာမှာတော့ Maria Hill က Captain Marvel ကို Capital Building ရှေ့မှာ Miles Murray ကိုရဲတွေကဝိုင်းထားကြောင်းပြောလိုက်ပြီးCaptain Marvel ကတော့ Miles Murray ဟာအကူအညီလိုနေတာမို့လို့အဲ့လိုလုံးနိုင်တာဖြစ်ကြောင်းပြောလိုက်ကရဲတွေကိုကိုစကန်ကိုပြန်ဖို့အတွက်အမိန့်ပေးဖို့ Maria Hill ကိုပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ Miles Murray ကိုဝိုင်းထားတဲ့ရဲတွေဟာလှည့်ပြန်သွားကြပြီး Captain America ကလည်း Miles Murray ရှိတဲ့နေရာကိုရောက်လာခဲ့ပါတယ်။ Ulysses ကတော့ Logan ကို Tony Stark ဘာဖြစ်ခဲ့လဲဆိုပြီးမေးနေပြီး Logan ကတော့အဖြစ်မပေးဘဲသိရင်ရောဘာထူးမှလဲဆိုပြီး Ulysses ကိုပြန်ပြောလိုက်ပါတယ်။ Ulysses ဟာ Logan စီကအဖြစ်ကိုရအောင်တောင်းဖို့အတွက်စူးစမ်းပေမဲ့ Logan စီကနေ Tony Stark ဟာအဲ့လိုအခြေအနေတွေဖြစ်လာအောင်သူမကိုအရန်တွန်းအားပေးခဲ့တယ်ဆိုတဲ့စကားကိုပဲကြားလိုက်ရပြီး Ulysses ကသူ့ရဲ့ကဘာသူပြန်ရောက်လာခဲ့ပါတယ်။အဲ့နောက်မှာတော့ Ulysses ကသူသိခဲ့တဲ့အရာတွေအကြောင်းကိုဘေးမှာရှိတဲ့ Medusa ကိုပြောပြလိုက်ပြီးအဲ့အကြောင်းကို Captain Marvel ကိုသိအောင်ပြောဖို့လိုအပ်ကြောင်းပြောက Captain Marvel Tony Stark နဲ့ရန်ဖြစ်နေတာကိုလည်းရပ်တန့်သိနေပြီဖြစ်ကြောင်းထပ်ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ Captain Marvel ကလည်း Miles Murray နဲ့ Captain America တို့ရှိတဲ့နေရာကိုရောက်လာခဲ့ပြီး Captain Marvel က Miles Murray ကိုဘာလို့ချင်းလို့ဒီလိုလုပ်နေတာလဲဆိုပြီးမေးလိုက်ပါတယ်။ Captain Marvel က Miles Murray ကို Ulysses မြင်ခဲ့တဲ့အနာဂတ်မြင်ကွင်းဟာဖြစ်လာဖို့အတွက်ဘယ်သူမှမမျှော်လင့်ထားကြောင်းပြောလိုက်ပြီးအဲ့ဒါကြောင့် Miles Murray ကိုလုံခြုံတဲ့နေရာခေါ်သွားမယ်ဆိုပြီးထပ်ပြောလိုက်က Miles Murray ကိုလက်ကမ်းဖို့အတွက်လုပ်လိုက်ပါတယ်။အဲ့အချိန် Miles Murray နဲ့ Captain Marvel ကြားကိုခြားထားတဲ့ barrier တစ်ခုပေါ်လာခဲ့ပြီးနှစ်ယောက်လုံးကအံ့အားသင့်သွားက Tony Stark က Captain Marvel ကိုပြေးထိုးဖို့လုပ်လိုက်ပါတယ်။ Maria Hill ကတော့ Captain Marvel နဲ့ Tony Stark တို့ရဲ့တိုက်ပွဲကိုရှီးစကန်ကနေလမ်းကြည့်နေကတားတင်မတားတင်တွေးဝေနေပြီးအဲ့အချိန်မှာ Medusa က Maria Hill ကိုဆက်သွယ်လာကတိုက်ပွဲကိုအမြန်တားဖို့အတွက်ပြောလိုက်တာကြောင့် Maria Hill က Captain Marvel တို့ကိုတားဖို့အတွက် Ultimates အဖွဲ့ကိုမီးစိမ်းပြလိုက်ပါတယ်။ Captain Marvel နဲ့ Tony Stark တို့ရဲ့တိုက်ပွဲကိုတားဖို့အတွက်တခြား Super Hero တွေနဲ့ Inhuman တွေဟာရောက်လာခဲ့ပေမဲ့မမီလိုက်ဖဲ Captain Marvel က Tony Stark ကိုစူရဲကနေလွင့်ထွက်သွားအောင်ထိုးချလိုက်ပါတယ်။ Captain Marvel ရဲ့ထိုးချက်ကြောင့် Tony Stark မင်းမျောနေတော့မှ Ulysses ကအနောက်မှာရှိတဲ့ Super Hero တွေအားလုံးကိုကမ္ဘာပေါ်မှာဖြစ်လာနိုင်တဲ့အဆိုးဆုံးအနာဂတ်တွေကိုပြပေးလိုက်ပြီးအဲ့နောက်မှာတော့ Marvel Universe ရဲ့ Eternity က Ulysses နားမှာထွက်ပေါ်လာခဲ့က Ulysses ဟာကမ္ဘာပေါ်မှာဖြစ်လာနိုင်တဲ့အဆိုးဆုံးအနာဂတ်တွေကိုပြပေးခဲ့တာမို့လို့သူဟာပိုကြီးကျယ်မြင့်မြတ်တဲ့စัจ java ရဲ့အစိပ်ပိုင်းဖြစ်သွားပြီဖြစ်ကြောင်းနဲ့ Ulysses အတွက်ကမ္ဘာထက်ပိုပြီးရေးကြီးတဲ့နေရာတွေရှိသေးကြောင်းပြောက Ulysses ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ Captain Marvel ရဲ့ထိုးချက်ကြောင့်မင်းမျောနေတဲ့ Tony Stark ကိုတော့ Beast က Tony Stark ကိုယ်တိုင်ဖန်တီးထားတဲ့ဖန်မြွယ်ရည်နဲ့ထည့်ထားပေးလိုက်ပြီး Tony Stark ဟာအချိန်နှင်းငယ်လောက်သာအသက်ရှင်တော့မှဖြစ်ကြောင်း Beast က Captain Marvel ကိုပြောလိုက်ပါတယ်။အဲ့ဒါတွေပြီးတဲ့နောက်မှာတော့ Captain Marvel ဟာတည်ဆုံသွားခဲ့တဲ့ Rhodey ရဲ့ယာရုဖြစ်တဲ့ US President ရဲ့အကြံပေးဖြစ်လာခဲ့ပြီး Captain Marvel ကအနာဂတ်နဲ့ပတ်သက်ပြီးသူမမှာအကြံဉာဏ်တွေရှိကြောင်းပြောကသက်လန်းလေးပြီးဆုံးသွားခဲ့ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ။တကယ်လို့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်နောက်ပိုင်းနေကြည့်ရဖို့အတွက် Like Subscribe နဲ့ Notification ခေါင်းလောင်းလေးကိုပါတီးခဲ့ဖို့မမေ့ပါနဲ့哦။နောက်ဗီဒီယိုမှာဆက်ပြီးတွေ့ကြတာပေါ့